မုံညင်းချင်ကိုခောက်ဆွဲနေပဲတွဲဆဆဒီတိုင်းပဲဟင်းချက်ဆဆအရန်စားတဲ့အင်္ဂါမို့မုံညင်းချင်ကိုကိုယ်တိုင်လုပ်မှာပါအပြင်ကနေဝဲရတာမတန်တာရဲ့အချိုးမုံအရန်များတာရဲ့ကြောင့်ကိုယ်တိုင်ပဲလုပ်စားပါတယ်ရှင်အရင်ဆုံးခါကျက်ဥလေးတွေကိုအချောင်းတေးသေးလေးရအောင်လှီးထားလိုက်ပါမယ်ဂျင်းနဲ့ချစ်ရင်လည်းရပါတယ်ကျမကတော့ဂျင်းနဲ့ချစ်ရင်အရန်သေးသွားတာကိုမကြိုက်လို့ကိုယ်တိုင်ပဲအသုံးသေးလေးရအောင်လှီးပါတယ်ပြီးရင်ရေဆေးတန့်စင်ထားတဲ့ဂျူးမြစ်တွေကို2ပိုင်း3ပိုင်းပိုင်းပါမယ်ပြီးရင်တော့ဇက်လိုက်ကြောမုံညင်းတွေကိုကိုလိုချင်တဲ့အနေထားအရွယ်အစားအလိုက်တုံထားပါမယ်အားလုံးပြီးသွားရင်တော့လှီးဖြတ်ထားတဲ့မုံညင်းတွေကိုစားများများထည့်ပြီးတော့ခပ်ဖွားဖွားလေးစုပ်နေထားပါမယ်မုံညင်းတွေနွမ်းသွားပြီးခုလိုနေထားလေးရပြီဆိုရင်ရေဆေးတန့်စင်ပါမယ်ရှင်ရေဆေးတန့်စင်ပြီးရင်တော့ထဲနှက်မဲ့အစာပလာပြင်ဆင်ပါမယ်အဓိကသုံးတာကတော့စမုံစပါးနဲ့နန်းနန်းစေ့ကိုလှော်ထားပါမယ်ပြီးရင်တော့အယောင်လှအောင်ရုပ်သီးအပွားတောင်ရဲ့ခုနလော်ထားတဲ့စမုံစပါးနဲ့နန်းနန်းစေ့တွေကိုရောကြိတ်လိုက်ပါမယ်ပါဝင်ပစ္စည်းတွေအားလုံးပြင်ဆင်ပြီးရင်တော့မုံညင်းချင်စနှပ်လို့ရပါပြီဂျူးမြစ်ရဲ့ခါကျက်ဥရဲ့မုတ်တုံတုံရဲ့ပြီးရင်ခုနကြိတ်ထားတဲ့အရတာမုံရဲ့စားတကြားရုပ်သီးမုံရှောက်ကောမုံအရက်ဖြူလေးပါထည့်ပါမယ်အလုံးထည့်ပြီးပြီဆိုရင်တော့တမသွားအောင်နေရပါမယ်ပါဝင်ပစ္စည်းတွေနဲ့မုံညင်းတွေတမသွားပြီးဒီလိုအနေထားလေးရောက်ရင်ရပါပြီတေချာတန့်ထားတဲ့ဘူးတန့်တန့်လေးတွေကိုထည့်ပါမယ်အိုဗာတင်းဘူး2ဘူးနဲ့အပိုလေးနည်းနည်းရပါတယ်ပြီးရင်အခန်းပူချိန်မှာပဲပုံမှန်2ရက်လောက်ထားပြီးတော့ကိုလိုချင်တဲ့အချင်းနေထားရောက်ရင်ရေခဲတက်တာလေးထည့်သိမ်းနိုင်ပါတယ်ဒါလေးကတော့နှက်ပြီးနောက်ရက်အနေထားပါကျေးဇူးပါ